Hi everyone, Su Daily Vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကနာရက်ဆိုတော့မနက်စောထပြီးတော့ Busley CB Sainsbury's ကိုတွားဖြစ်တယ်။ဒီနေ့ vlog မှာတော့ UK နဲ့မြန်မာနိုင်ငံရဲ့ကုန်စည်နှုန်းတွေကိုရှင်းပြမှာဖြစ်ပါတယ်။အရင်လကအပါနဲ့အမာတို့ကိုအသီးဝယ်ပို့တော့ဈေးနှုန်းတွေကြပြီးတွေးတက်သွားတာ။မကြုံဘူးမကြားဘူးတာတွေစပစ်တီးတပိတ်သားကို9000ခွဲမှတ်မွန်တီ3လုံး1 kg ကို4000ရှေဝေးတော့မရှင်တော့ဘူးကိုလောက်တဲ့အလောက်ကတူနာပြူဆိုတော့တူနာပြူလာစာနဲ့ပဲရှင်းကြည့်မယ်နော်ဒီမှာတူနာပြူတယောက်ရဲ့အခြေခံလာစာက2300အနေစားတယ်မြန်မာမှာတစ်လောက်9သိန်းပေါ့နော်ဆိုတော့ဈေးတွေစတွက်လိုက်ကြရအောင်ဆိုစပစ်တီ900 gram ကို2ပေါင်ပေးရတယ်အခုပေါက်စီနဲ့ဆိုလို့ရှင်တော့မြန်မာငွေ1800ပဲကြားတယ်ပြန်မြတပိတ်တာဈေးဆိုရင်3000ခွဲလောက်ရှိမယ် strawberry 950 gram ကို2ပေါင်ခွဲမြန်မာငွေ13500ခရမ်းချင်တီ400 gram 6လုံးပါကို99 pence မြန်မာငွေဆို9340ခရမ်းတီတစ်လုံးကို1ပေါင်မြန်မာငွေ9400ငရုတ်တီပွားတစ်လုံး65 pence မြန်မာငွေ3530ထောပတ်တီတစ်လုံး88 pence မြန်မာငွေ4950တခွာတီတစ်လုံး89 pence မြန်မာငွေ4800ခါချက်ဥ900 gram ကို80 pence မြန်မာငွေ4320 discount price နဲ့ရှမ်းဆန်5 kg ကို10ပေါင်မြန်မာငွေ43200တန်ပယူတစ်လုံး35 pence မြန်မာငွေ1890ကြာညိုတပလင်း2ပေါင်နဲ့30မြန်မာငွေ12420မြစ်တဘူး1ပေါင်နဲ့15မြန်မာငွေ6230ပဲကြဆန်တထုပ်2ပေါင်ခွဲမြန်မာငွေ13500ဒါကတော့ Asian site တစ်ဆိုင်မှာဝယ်တာငုံဦး18လုံးပါတကက်ကို2ပေါင်နဲ့69ပြားမြန်မာငွေ16150နနပင်တစီ75 pence မြန်မာငွေ4050ကဲဒီနေ့တော့ဒီလောက်ပဲဝယ်ပြီးပြန်ပါပြီဆိုတော့ပေါင်2300ဝင်ငွေရှိတယ်လူတယောက်ရဲ့တလားစာစာစေက200ကနေ300ကျားရှိတယ်ဒီနှစ်ထဲမှာမြန်မာနိုင်ငံရဲ့ကုန်စည်ကတိတိတတ်ကြောက်စရာကောင်းလောက်တက်လာတယ်ပစ္စည်းတွေလည်းပြတ်နေတယ်လို့ဝယ်နိုင်သုံးနိုင်နေဆိုရင်တော့ဝယ်လို့မရတဲ့အခြေအနေမျိုးဖြစ်နေ Anyway ဒီနေ့တော့ဒီလောက်ပဲပြောရမယ်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာပြီးဒီအခက်အခဲကိုကျော်လွှားနိုင်ကြပါစေ